大家好，ဒီနေ့မှာညီ会မှာနင်တက်လားငါတက်တယ်ငါမတက်ဘူးစတဲ့ grammar pattern နဲ့အမေးဖြေပုံစံလေ့ကျင့်ကြပါမယ် pattern ကို highlight နဲ့ပြပေးထားပါတယ်သူကနေမေးမယ်ညီ会说吗နင်ပြောတတ်လားညီ会说中文吗နင်တရုတ်စကားပြောတတ်လားသူကနေပြန်ဖြေမယ်我会说ငါပြောတတ်တယ်我会说中文ငါတရုတ်စကားပြောတတ်တယ်အငင်းပုံစံနဲ့ပြန်ဖြေမယ်我不会说ငါမပြောတတ်ဘူး我不会说中文ငါတရုတ်စကားမပြောတတ်ဘူးနောက်ဥပမာတစ်ခုအနေနဲ့你会做饭吗你ဟင်းချက်တတ်လားပြန်ဖြေမယ်我会做饭ငါဟင်းချက်တတ်တယ်အငင်းပုံစံနဲ့ပြန်ဖြေမယ်我不会做饭ငါဟင်းမချက်တတ်ဘူး你会吗ပုံစံနဲ့ပို့ပြီးလေ့ကျင့်လို့ရအောင် Part 2မှာစာကြောင်းကိုကြောင်းလုပ်ပေးထားပါတယ်再见。